ချမ်းသာမှုစစ်စစ်တည်ရောင်ရဲတင်းတိမ်နိုင်ခြင်းသာဖြစ်သည်တဲ့တရားစားဖို့လည်းတရားပြက်เสียမလို့တက်စားဖို့လည်းတသားတက်เสียမလို့ဘူးငါကြီးတသားတက်ရင်တက်မှားမှာပဲတရားပြက်ရင်တရက်ပြားမှာပဲကိုယ်ဝင်ငွေကအိမ်30ပဲရှိတယ်ဆိုရင်တော့လိုသေးလို့ပေါ့လိုနေသေးဘယ်တော့မှမပူငါကြီးအတုံးကုန်တာကိုမပြောလို့ပဲအကုန်သွင်းတာကိုတော့ပြောရလိမ့်မယ်အပေါ်မော့ကြည့်နေသေးရတော့ကိုဘယ်အဆင့်ရောက်နေတယ်ဆိုတာသိမှာမဟုတ်ဘူးကိုဘယ်အဆင့်ရောက်နေတယ်ဆိုတာသိချင်အောက်ကိုငုံကြည့်လိုက်ပါအောက်ငုံကြည့်လိုက်လို့အောက်လူတေးသေးလေးမြင်ရတယ်ဆိုရင်ပီတိဖြစ်မနေနဲ့အောက်ကလူကလည်းအပေါ်လူကိုမော့ကြည့်နေအပေါ်လူတက်သွားလေတေးသေးလေးဖြစ်လေပဲငါကြီးရှိတဲ့လူကလည်းသိဖို့ခက်တယ်သိတဲ့လူကလည်းရှိဖို့